ပေးမှန်ပါလေးနဲ့ရှင်းလို့မသိဘူး အကလေးနဲ့ရှင်းလို့ရလားရှင် โอเคမင်္ဂလာပါဘာလဲများလို့ရှိနေမသိဘူး ဟောဖုန်းလေးရောလေအလဲထက်လေးလှုပ်ရှင်လို့ဖုန်းလေးဆိုဘယ်လောက်လောက်ရမလဲ ဒါဆိုင်ရဝယ်သွားရေလုံးမေးလား ဟုတ်တယ် ဘယ်လောက်ဈေးထပ်ပြီးတော့တုံးပြီးတော့ဘာလေးနဲ့အလဲထက်လုပ်ချင်တာမသိဘူး ဟော10သိန်းလောက်တော့သုံးရှင်လို့ရှင် 10သိန်းလောက်တော့တုံးခြင်းနေโอเคတော့ဒီကောင်လေးကိုလည်းဈေးတစ်ချက်ဖြတ်ပေးလိုက်မယ်နော် ဟုတ် ဟိုဖုန်းလေးယူခဲ့ပေးပါဦးနော်ဒီကောင်လေးကတော့40 Pro Max 16ရေပေါ့လောလောဆယ်ညီမ10သိန်းဝန်းကျင်လောက်လိုက်မယ်ဆိုရင်တော့ဒီ15 Pro Max ထဲကလေဒီကောင်လေးနဲ့ဆင်ပြေတယ်ဒီကောင်လေးကတော့ battery 8% တော့81ပဲဒီဈေးရန်ဝန်းကျင်မှာတော့ဒီကောင်ကတန်တယ်လို့ပြောလို့ရမှာပေါ့ ခံကြည့်ပေး ရတယ်ဗျညီမဖုန်းကိုတော့ကျွန်တော်တို့ဒီမှာ backlight လဲကွဲထားတာဆိုတော့လေကျွန်တော်တို့ဒီ service ဒီပြန်ဖိုင်းရမယ်ဘာညာဆိုတော့ကျွန်တော်တို့ဒီကောင်လေးကို16သိန်းလောက်တော့ဖြတ်ပြီးတော့ယူပေးလိုက်မယ်ဗျဒီမှာလိုက်ရမယ်ဘာညာဆိုတော့10သိန်းဝန်းကျင်လောက်တော့ဒီကောင်လေးကိုလိုက်ပြီးတော့ယူလို့ရတယ်ကျွန်တော်ကတော့အပြစ်နာစာကင်းနဲ့ကင်မရာဘိုင်းတွေပါရေးဆိုလဲလုံးဝ share ပဲအဆက်ပြောက်တွေဘာညာပါအကုန်လုံးဘာမှမပါဘူးဒီ battery percent ကလည်း81 40 or battery ပေါ့ဗျာ တခြားတွေရအောင်ရှင် တခြားတွေကတော့ဒီကောင်လေးရှိမယ်40 Pro Max ဒီကောင်လေးရော 512GB ဒီကောင်လေး15 Pro ဒီကောင်လေးရော60မြတ်ညီမအနေနဲ့ line မယ်ဆိုရင်တော့ဒီကောင်လေးကတော့အသင့်တော်ဆုံးလေးပဲဗျဇီယန်ဝင်းနေရတော့မစိုးဘူးလေ အဝလိုက်ဘယ်လောက်လောက်လိုက်ရမလဲ ဒီကောင်ဆိုရင်တော့10သိန်းဝန်းကျင်လောက်ပဲလိုက်ရုံပဲဗျ အဲ့ဆိုဒါလေးပဲယူလိုက်မယ်နော် ဟုတ်ကဲ့ဒါလေးကိုကျွန်တော်ပေါင်းချဖြတ်ပေးလိုက်မယ်နော်ဟုတ်ကဲ့ ပေးမှန်ပါလေးနဲ့ရှင်းလို့မသိဘူး အကလေးနဲ့ရှင်းလို့ရလားရှင် ဝယ်ယူအားပေးတဲ့ customer တွေတယောက်ချင်းစီအတွက်ကျွန်တော်တို့ WeYan Mobile logo ပါတဲ့ဖန်ကွက်နဲ့ဘေးလွယ်အိတ်တွေကိုလက်ဆောင်အဖြစ်ထည့်ပေးရပဲဖြစ်ပါတယ်ဆိုင်ရဝယ်သွားပြီးမတော်တဆ backlight လေးကွဲလာတဲ့ iPhone 15လေးကို iPhone 50 Pro Max နဲ့အလဲထက်လေးပြုလုပ်တဲ့ဟာကိုကျွန်တော်တို့အဆင်ပြေအောင်လုပ်ပေးလိုက်တယ်ဗျာမိတ်ဆွေတို့အနေနဲ့ရောင်းချင်တာပဲဖြစ်ဖြစ်ဝယ်ချင်တာပဲဖြစ်ဖြစ်အလဲထက်လုပ်ချင်လို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့စက်မှု WeYan Mobile ကိုလာခဲ့ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ